ဒီဇလန်ကတော့ပါတီတစ်ခုရဲ့စုညံပျော်ရွှင်မှုနောက်ွယ်မှာဖုံးကွယ်နေတဲ့အိမ်မက်ဆိုးတစ်ခုနဲ့စတင်ထားပါတယ်။လူငယ်တယောက်ဟာပျောက်ဆုံးနေတဲ့သူ့ညီကိုရှာဖို့ပါတီလုပ်နေတဲ့အိမ်ထဲဝင်လာပြီးတွေ့သမျှလူတိုင်းကိုငါညီပဲမလဲဆိုပြီးအလောတကြီးလိုက်မေးနေခဲ့ပါတယ်။ဒါပေမဲ့ဘသူကမှရေရတဲ့အဖြေမပေးနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့သူ့ညီဟာအခန်းတစ်ခန်းထဲမှာရှိနေတယ်ဆိုတာသိလိုက်ရပါတယ်။ဒါပေမဲ့တကားကိုဘလောက်ခောက်အထဲကတုတ်ပြန်မှုလုံးဝမရှိခဲ့ပါဘူး။အခြေအနေမဟန်တော့ဘူးလို့ခန်းစားလိုက်ရတဲ့သူဟာအားကုန်တဲ့တကားကိုရိုက်ချိုးဖွင့်ပြီးအခန်းထဲဝင်သွားခဲ့ပါတယ်။အခန်းထဲမှာတော့သူ့ညီဟာမျက်နှာအမူအရာပြည့်ရွှင်နေပြီးတစုံတရာကထိန်းချုပ်ထားသလိုငြိမ်သက်စွာထိုင်နေခဲ့ပါတယ်။သူကအချိန်မဆွဲတော့ဘဲညီဖြစ်သူကိုဆွဲခေါ်ပြီးအပြင်ကိုထုတ်လာခဲ့ပေမဲ့ပါတီထဲကလူတွေကတော့အကူအညီပေးမဲ့အစားဖုန်းတွေထုတ်ပြီးဗီဒီယိုရိုက်ဓာတ်ပုံရိုက်နေခဲ့ကြပါတယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့သူဟာဒေါသပေါက်ကွဲပြီးမရိုက်ကြနဲ့လို့အော်ဟစ်တားမြစ်လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်အတွင်းမှာပဲဘယ်သူမှမမျှော်လင့်ထားတဲ့ဖြစ်ရကြီးဖြစ်ပွားသွားခဲ့ပါတယ်။ခုနကထိငြိမ်သက်နေတဲ့သူညီဟာရုတ်တရက်ဓာတ်တချောင်းကိုဆွဲထုတ်ပြီးသူ့အကိုကိုအပြင်းထန်ထိုးလိုက်တာပါ။အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့ပါတီထဲကလူတွေဟာအော်ဟစ်ထိတ်လန့်ပြီးအသက်လူပြေးကြပါတော့တယ်။ဒါပေမဲ့အဲ့ဒါဟာအဆုံးသတ်မဟုတ်ခဲ့ပါဘူး။သူ့ညီဟာနောက်ဆုံးသားချက်ကိုမိမိကိုယ်ကိုထိုးချပြီးမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာတိတ်ဆိတ်နေတဲ့အမောင်ထဲကနေတယောက်ကနောက်တယောက်လို့တိုးတိုးလေးပြောလိုက်ပါတယ်။မီယာဟာမကြသေးခင်ကပဲမိခင်ကိုဆုံးရှုံးထားရတာကြောင့်ဝမ်းနည်းပူဆွေးမှုတွေကနေမလွတ်မြောက်နိုင်သေးပါဘူး။ဖခင်နဲ့လည်းဆက်ဆံရေးမပြေလဲတော့သူမရဲ့နေ့ရက်တွေဟာတဖြည်းဖြည်းပိုပြီးအေးဆက်ပိုပြီးအထီးကျန်လာခဲ့ပါတယ်။တနေ့မှာတော့တငယ်ချင်းဖြစ်သူဂျိတ်ကအလုံများနေတာကြောင့်သူ့မောင်ရိုင်လီကိုတွားကြိုပေးဖို့မီယာကိုအကူအညီတောင်းခဲ့ပါတယ်။မီယာကလည်းရိုင်လီကိုတွားကြိုပြီးဂျိတ်ရှိတဲ့အိမ်ကိုပြန်လိုက်ပို့ပေးခဲ့ပါတယ်။အဲဒီညမှာပဲမီယာဂျိတ်နဲ့ရိုင်လီတို့ဟာဂျိတ်ရဲ့အမေမသိအောင်အိမ်ကနေခိုးထွက်ပြီးတငယ်ချင်းတယောက်ရဲ့ပါတီကိုတွားခဲ့ကြပါတယ်။ပါတီရောက်သွားတဲ့အချိန်မှာတငယ်ချင်းတွေဟာအချင်းတွေဖွင့်ပြီးတောက်စားပြုံမြူးနေကြပါတယ်။သူတို့မသိခဲ့တာကတော့အဲ့ဒီပါတီမှာကစားမဲ့ထူးဆန်းပြီးအနေရရှိတဲ့ဂိမ်းတစ်ခုကသူတို့ဘဝကိုလုံးဝပြောင်းလဲသွားစေမဲ့အစဖြစ်နေရဆိုတာပါပဲ။ပါတီထဲရောက်တာနဲ့လူတိုင်းဟာစပွဲတစ်လုံးကိုဝိုင်းထိုင်ပြီးကစားပွဲကိုစတင်လိုက်ကြပါတယ်။စပွဲအလယ်မှာဖျောင်းနိုင်တဲ့တိုင်ကိုမိထွန်းထားပြီးလူသားတစ်ယောက်ရဲ့၆သွေးမှာကြောနေတဲ့ကြောက်လက်တစ်ဖက်ကိုတင်ထားခဲ့ပါတယ်။အခန်းထဲကလေထုဟာပျော်ရွှင်မှုထက်ပိုပြီးတိတ်ဆိတ်ပိုပြီးမတက်မတာဖြစ်နေခဲ့ပါတယ်။ဒီတစ်ခေါက်ပထမဆုံးစမ်းသပ်ရမယ့်သူကတော့မီယာပါပဲ။သူမဟာကြောက်လက်ကိုကင်လိုက်ပြီး talk to me လို့ပြောလိုက်တဲ့ခဏအတွင်းမှာပဲမျက်နှာပြည့်ရွှင်နေတဲ့လူစိမ်းတစ်ယောက်သူမရှိမှရုတ်တရက်ပေါ်လာခဲ့ပါတယ်။အဲ့ဒီမျက်နှာကမျက်လုံးတွေဟာအလွတ်ကြီးစိုက်ကြည့်နေပြီးပါးစပ်ကလည်းတစုံတရာပြောချင်နေတယ်လို့တုန်ခါနေခဲ့ပါတယ်။ကြောက်လန့်လွန်းတာကြောင့်မီယာဟာလက်ကိုချက်ချင်းလွတ်ပစ်လိုက်ပါတယ်။ဒါပေမဲ့ဘေးကတငယ်ချင်းတွေကသူမကိုဝိုင်းရည်ပြီးလှောင်ပြောင်ကြတာကြောင့်မီယာဟာအရေးစွန်ပြီးကြောက်လက်ကိုထပ်ကင်လိုက်ပါတယ်။ဒီတစ်ချိန်မှာတော့သူမရှိကိုမျက်နှာတစ်ခုလုံးပျက်စီးနေတဲ့အမျိုးသမီးဝိညာဉ်တစ်ကောင်ပေါ်လာခဲ့ပါတယ်။အဲ့ဒီဝိညာဉ်ရဲ့မျက်နှာဟာပုံပြတ်အောင်ပျက်စီးနေပြီးမျက်လုံးတွေကတော့မီယာကိုတဲ့စိုက်ကြည့်နေခဲ့ပါတယ်။ကြောက်လန့်နေတဲ့ကြားကမီယာဟာ I let you in လို့တုံတုံရီပြောလိုက်တဲ့အချိန်မှာပဲအဲ့ဒီဝိညာဉ်ဟာသူမရဲ့ခန္ဓာကိုယ်ထဲကိုလေထဲကနေထိုးဖောက်ဝင်ရောက်သွားသလိုချက်ချင်းဝင်ပူးသွားခဲ့ပါတယ်။အဲ့ဒီအခိုက်အတန့်ကစပြီးမီယာဟာသူမကိုသူမမထိန်ချုပ်နိုင်တော့ပါဘူး။သူမရဲ့မျက်နှာအမူအရာတွေပြောင်းလဲလာပြီးအတန်ကလည်းနှက်ဆိုင်ချောက်ချားစရာကောင်းလာခဲ့ပါတယ်။သူမရဲ့လှုပ်ရှားပုံတွေဟာလူတစ်ယောက်ရဲ့တဘာဝမဟုတ်တော့ဘဲတစုံတရာကအတွင်းကနေဆွဲကင်လှုပ်ရှားနေတယ်လို့ဖြစ်လာခဲ့ပါတယ်။အခြေအနေကတစ်စက္ကန့်ထက်တစ်စက္ကန့်ပိုဆိုးလာတာကိုမြင်တဲ့တငယ်ချင်းတွေဟာကစားပွဲကိုအမြန်ရက်ဖို့စူးစမ်းပြီးမီယာကင်ထားတဲ့ကြောက်လက်ကိုအတင်းဖြုတ်ယူဖို့လုပ်ကြပါတယ်။ဒါပေမဲ့မီယာရဲ့လက်ကတော့တာမန်လူတစ်ယောက်ရဲ့အင်အားမဟုတ်သလိုကြောက်လက်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားပြီးလုံးဝမလွတ်တော့ပါဘူး။သူမရဲ့လက်ချောင်းတွေဟာအယိုးတွေထွက်မတက်ကွေးညွတ်နေပြီးအခန်းထဲကဖျောင်းနိုင်ပြီးတောင်တုန်ခါလာခဲ့ပါတယ်။သူမရဲ့မျက်နှာဟာလည်းတဖြည်းဖြည်းပိုပြီးကြောက်စရာကောင်းလာခဲ့တယ်လို့ပါးစပ်ကနေလူမဟုတ်တဲ့အတန်တွေထွက်လာခဲ့ပါတယ်။အခန်းထဲကလူတိုင်းဟာထိတ်လန့်ပြီးဘာလို့ရမှန်းမသိတော့ပါဘူး။တချို့ကအော်ဟစ်ကြပြီးတချို့ကနောက်ဆုတ်ပြေးကြပေမဲ့အခန်းထဲကအေးဆက်တဲ့လေဟာပိုပြီးထူထပ်လာပြီးတကားတွေနေရံတွေကနေတစုံတရာကဝင်လာနေတယ်လို့ခံစားရစေခဲ့ပါတယ်။နောက်ဆုံးချိန်ရောက်မှသူတို့ဟာဖျောင်းတိုင်မီကိုအမြန်နှိမ့်လိုက်နိုင်ခဲ့ပါတယ်။မီးငိမ့်သွားတဲ့ခဏမှာပဲမီယာရဲ့ခန္ဓာကိုယ်ဟာထိန်းချုပ်ခံရတာရပ်သွားပြီးဝိညာဉ်ကသူမကိုလွှတ်ပေးလိုက်တယ်လို့ထင်ရပါတယ်။ဒါပေမဲ့မီးငိမ့်သွားတာနဲ့အတူအခန်းထဲကအေးဆက်မှုကပိုပြီးနှက်ဆိုင်လာခဲ့တယ်။တစုံတရာကမီယာနဲ့အတူလူလောကထဲကိုဝင်လာခဲ့ပြီးအခုထိသူမအနားမှာပဲရှိနေသေးပါ။အဲ့ဒီအရာကမီယာကိုလွှတ်ပေးတာမဟုတ်ဘူး။ပိုပြီးနီးကပ်လာတာပဲ။အဲ့ဒီညကစပြီးမီယာရဲ့ဘဝဟာအိမ်မက်ဆိုးမဟုတ်တော့ပဲလွမြောက်လို့မရတဲ့ထောင်ချောက်တစ်ခုဖြစ်သွားခဲ့တယ်။အဲ့ဒီဝိညာဉ်ကတကယ်ဘာလို့ချင်တာလဲ။မီယာကိုဘယ်အချိန်မှထပ်ပြီးထိန်းချုပ်လာမလဲ။ပြီးတော့episode 2မှာအမှောင်ထဲကအမှန်တရားကိုဆက်ကြည့်လိုက်ရအောင် recap အရှိတွေကို channel မှာကြည့်လိုက်ပါ movie recap အသစ်တွေကိုမလွတ်ချင်ရင် subscribe လုပ်ထားပါနော်